ရွာမှာပွဲ39တညတဲ့ကမယ်အဖြစ်ပါလေရှင်ပွဲကြည့်တာပါတယ်ကြည့်ချပါအောင်နော်ဒါက3ညကို33ညဖြစ်ထားတဲ့အချိန်ပေါ့နော်ဒါရိုက်ထားတာပါ3ည30ရွာနာမှာဖယားနာမှာက30ရန်နာမှာက30ဒီမှာ30သူ့နာမည်ပါဟိန်ထက်အောင်မှမသိဟိန်ထက်အောင်30ရဲ့ပွဲရများတော့ပဲပွဲကြည့်လို့ကြည့်မှမသိဘူးဖြစ်နေပါလေရှင်ဒါတော့30ပါဒီပွဲတော့မကြည့်လိုက်ရပါဘူးနော်ဒီဟာကလည်းဘုံဝဲမှာက20ပေါ့နော်ဖယားရဲ့နောက်ဘက်20ပါကပွဲခင်းလေးရမ်းစီပါလေရမ်းစီပါလေဂလုတ်ဂလုတ်တွေရောဈေးတန်းတွေရမ်းစီပါလေရှင်ကိုရဂလုတ်ဂလုတ်လို့ခဏတော့ဆော့ခဲ့ပါလေ9000ရှုံးလို့ပြန်လာခလိုက်ရပါတယ်ပွဲတော့တော့ကြည့်ထားတယ်ပေါ့နော်တညကိုတစ်စက်တော့ကြည့်ထားတယ်ဟိုဘက်စက်ကတော့မကြည့်ရပါဘူးတညကသမီးဆောင်ဝဲရှိအောင်ကြည့်ရပါအောင်နော်ရမ်းစီပါတယ်မုတ်စေးတန်းနဲ့စုံနေရောပဲဒီမှာကလေးစောစရာဒီမှာတစ်စက်ဒီမှာကဇတ်တစ်ခုပြီးရင်ဒီပတ်ချမ်းမှာဇတ်တစ်ခုပေါ့နော်ဒါနှစ်ခုပါတဲ့ရတဲ့ရွှေကိုလေးဇက်ပါဒီဘက်ချမ်းရွှေကိုလေးဇက်ပါပြီးရင်ဒီဘက်ချမ်းကကြတော့နန်းတပြေဇက်တပင်ပါရှင်ဒါက30ပါ39 3ညဒီနောက်ညကျနန်းတပြေရဲ့နောက်ဆုံးညဖြစ်ပါတယ်ဒါတော့ပထမညနဲ့အကုန်လုံးပေါင်းလို့ရိတ်ထားပါတယ်ရမ်းစီကြပါတယ်နော်ဒါလေးကဖယားစိန်မှုတော်နဲ့ဟိုကဒီတော့တင်မွေးပါနော်အဲ့ထိတ်မှန်နဲ့ဝေးသွင်းတာပါပွဲရတဲ့ကုန်းကောင်းနန်းတဲ့ပြေလေးကြည့်လို့ကောင်းရွှေကူလေးကလည်းကောင်းပွဲကောင်းပါလေနော်ကိုရကလုကလုခဏတော့ဆော့ခဲ့ပါလေကလုဆော့ပြီးတော့မနိုင်ပါဘူး9000ရှုံးသွားပါလေ9000ရှုံးသွားပြီးတော့ပွဲတော့ကြည့်လိုက်ပါလေဒါတော့ကလုကလုတန်းလို့အများကြီးပါကလုကလုဆော့အများကြီးပါဒါတော့နန်းတပြေဇက်မှာတော့အပေးထားပါလေပထမညမှာနန်းတပြေဇက်မှာအပေးပြီးတော့ဒုတိယညမှာကျတော့ဂျူလေးဇက်အပေးပါတယ်တတိယညမှာကျတော့မကြည့်လိုက်ရဘူးတနည်းဆောင်လို့ပြင်သုတ်ထာညမှာကနန်းပြည်ဇက်တစ်ခုပဲရှိတာမို့နန်းပြည်ဇက်ကိုပဲတော့အပေးခဲ့ပါတယ်ဒါပေမဲ့နန်းပြည်ဇက်ရန်ကောင်းပါတယ်ဇက်တဲ့အကုန်လုံးကရန်ကောင်းပါတယ်ကိုကဖွကြတဲ့လူဆိုတော့ရှေ့ဆုံးမှာထိုင်ကြည့်ပါတယ်ဒါလည်းနန်းပြည်ဇက်ကထားတဲ့ဟာပေါ့နော်ဒါကနန်းပြည်ဇက်ရဲ့မင်းသားကောင်းဆောင်မင်းသားချောနာမည်ကပြိုးချစ်လို့ခေါ်ပါတယ်ရန်ချောနော်မင်းဒါတော့တန်းအောင်ဘောက်ဆောင်ဆိုတော့ဟိုရင်အောင်ကပ်ဘူးတဲ့ဘောက်ဆောင်ပေါ့နော်ဒါရန်ကအဲ့ဒီလာဖြောဖြေတာပါရှင်ဒါတော့ရန်ကအဲ့ဒီမင်းမင်းလေးလာဖြောဖြေတာပါလေအမေတော့မေးဝင်ပါတယ်ပြောလိုက်ပါတယ်
ပြန်ဝဲလုံးကနေအချစ်ကျိုးလေးလေးတစ်ခုကမှတပင်လေးကျွန်တော်ဘဝစင်ချိန်ကတော့နေတွေ့ဆုံးကြုံတွေချင်းမြထမတာယုံထွက်မရတာချင်းရတယ်ချင်းရတယ်ဒါတော့နောက်ဆုံးပွဲပြန်တော့ရိုက်ကြတယ်ဟာပေါ့နော်ပြန်တော့ကဒါနောက်ဖယားနာမရှိတဲ့ပွဲလူကြည့်တဲ့လူအများကြီးရှိပါတယ်ဒါရှိုးလေးစက်ဒီနေ့လေးနည်းနည်းလေးရွှေကူရှိုးကူလေးကိုခေါ်ရပါတော့သူမင်းနာမယ်ဇာနမေရွှေကူတပင်သူနာမည်ရွှေကူလေးညံတွတ်ငါလေးမလို့တာတွတ်တယ်ဘောနော်ကာညံလေးတော့ပါတယ်ကြည့်လို့လည်းကောင်းပါတယ်ဝဲရကောင်းကောင်းပါတယ်ကဲပြန်ကြတော့တာမီးနေနေရအမဝတ်တတ်ထိုးဝင်စားရပါတယ်တတ်ထိုးတစ်ချောင်းကို200 5ချောင်းတစ်ထောင်အမပြန်ဆိုတော့ဘယ်နိုင်ပြန်